ဘရိုအားလုံးမင်္ဂလာပါတကိန်းအောင်မြန်မာ YouTube channel လေးနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီဗီဒီယိုမစခင်မှာတော့ကျွန်တော် channel ကို subscribe နဲ့ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒီတစ်ခါဒီဗီဒီယိုလေးမှာတော့ဟိုအလံပေါ့သူ့ဘက်ဟိုဘက်အလံဒီဘက်အလံခိုးတဲ့နီးပေါ့နော်အလံခိုးတဲ့ခင်အခန်းအလံခိုးအခန်းလေးနဲ့ဆော့ပြသွားမှာဖြစ်ပါဒီမှာအလံပြားလေးပေါ့နော်အလံပြားလေးလို့ရှိရင်ကျွန်တော်ဘတ်1တို့ဘတ်2လို့ပြခဲ့သလိုပဲလို့ဆော့ကောင်းတဲ့တနက်ကိုဝဲပြီးတော့သူကအဖွဲလိုက်ပြအဖွဲလိုက်ကောင်မဟိုဘက်ကလည်းပြလို့ရအမလိုက်ပြလို့ရတယ်အမကျွန်တော်ဒီကနေစောင့်ပြမှာသူကဒီလမ်းတက်မှာမလို့စောင့်ပြမမိလိုက်ဘူးဗျမမိလိုက်တော့ဒီဘက်ကစောင့်ပြမှာဗျဒီဘက်ကတော့ထွက်လာပြီဗျကျွန်တော်တို့ဘက်ကအပြာအလံခိုးပြီးထွက်လာပြီဗျထွက်လာကြအဲ့အလံကိုလူတယောက်တော့ထိလိုက်သူနဲ့သူပြန်ရောက်သွားလို့ရှိရင်ကျွန်တော်ပြေးသွားတယ်ဘုံနဲ့ပြေးသွားတာဒီဗီဒီယိုလေးမှာခဏတည်တယ်ဗျဘလို့ဆော့ပြထားတာခဏတည်တယ်ဗျဟုတ်ကဲ့ခုကနေနင်းပြောတာပေါ့နော်ဗီဒီယိုလေးမှာအမားလေးပါခဲ့ရင်ကွန်လို့ပြပါဗျဘတ်တူကနေပြခဲ့တယ်လို့ပဲဗျကျွန်တော်ဘလို့ကြိုက်တဲ့တနက်ကိုဝယ်တယ်ဘလို့ကြိုက်တဲ့တနက်ကိုဝယ်ပြီးတော့ပြေးဗျဒီမှာကျွန်တော်ဘက်ကတက်လာပြီထူပြေးတယ်ခင်ဗျပြေတော့မှသူတို့ကျွန်တော်ပြေးလို့ရှိရင်ဒီဘက်ကတွေးအနီလေးနီးတယ်ပဲဒီဘက်ကဖေးမျက်နှာပြန်တွေးလေးတယ်နီးပြေးတယ်ဖိုးလိုက်ကြည့်တက်လာလို့ဝေါ်လို့ဖိုးလိုက်ကြည့်တခါလေးရပ်ပြီးပြေးနေလို့မရဘူးဗျရပ်ပြီးပြေးနေလို့ဖူးတင်ပါပဲဟိုလိုမျိုးဖိုးလိုက်ရိုးပြည့်တယ်ဆိုရင်တော့ရတယ်ဒီလိုမျိုးအဲ့လိုဟုတ်လေအလံခိုးတဲ့အခန်းကြီးကျသူတို့ကပြည့်ချင်သူပြည့်တယ်လူတွေတော်တော်လင်းတော့ရတာရဲပြလို့မရဟိုလျှောက်ဒီဟိုရွေးပြီးပြစ်မှရတယ်ဗျအဲ့အခန်းလေးပြန်စားပြီးတော့ကိုကြက်တဲ့တနက်ကိုဝဲပေါ့နော်ကိုကြက်တဲ့တနက်ကိုရှာဝဲအေးပြီးလို့ရှိရင်သူတို့ဟိုဘက်ပေါ့နော်ဟိုဘက်အလံအနီးပေါ့သူတို့အနီးပေါ့အနီးဆိုကျွန်တော်တို့သူတို့လိုင်းဒီလိုင်းပဲလာမှာဒီလေကားတိုင်းမဲ့တက်လာမှာဆိုလေကားကနေစောင့်ပြေလမ်းပါဝိုင်းပြေးလေကားတိုင်းမဲ့စောင့်ပြေအမလူအလံကိုဘက်ကလူကထိလိုက်တော့ကြတော့အမကိုပြန်ရောက်တော့အမသူတို့ကမတရားလင်းတော့ကြတော့အခုရှော့ဝိုင်းဒီကိန်းလေးဆော့ကောင်းတော့ကျွန်တော် channel ကို subscribe လေးနဲ့ခဲ့ပါဦးအမအလံကိုခိုးပြီးတော့ခေါင်းမို့တက်သွားလိုက်ပြတော့ကြတော့ကိုဘက်ကလူကအလံကိုထိလိုက်သူနဲ့သူပြန်ရောက်မဆိုလို့ရှိရင်ဒီမှာအဖိုးလိုက်ကြီးစောင်းနေပလိစောင်းနေတော့အမပလိစောင်းနေပြည့်တယ်သူတို့ဘက်ကိုပြည့်လာကျွန်တော်ဘုံတနက်နဲ့ပြည့်တော့အခုကျွန်တော်ပြည့်တဲ့သူလည်းလိုက်ရှာလို့ရတယ်မလိုက်ရှာမှတွေ့ဒီ OG တော့ဆိုတော့အောင်မပြည့်လာ
သူပြည့်တဲ့ scale ကိုလိုက်ကြည့်လို့ရတယ်ဒါလည်းပတ်တူပတ်တရီရလည်းပြခဲ့တဲ့ဘက်ကဟာလေးနှိပ်ပြီးတော့အမြန်လည်းသွားလို့ရတယ်ဝင်သွားယူဆိုကြတော့သူပြတာကိုလိုက်ကြည့်မသေးပါရှေ့ကနေလောလိုက်တယ်ဒီဗီဒီယိုလေးကြည့်နေတိုင်းတော့ကျွန်တော် channel လေးကို subscribe လေးနဲ့ပြီး like and share လေးလုပ်သွားပြီးတော့နောက်ထပ်လည်းဒီ game နဲ့ပတ်သက်တာတင်ပေးသွားအောင်ပါဗျာနောက်ဒီ game ပြီးလို့ရှိရင်တော့နောက်ထပ်တင်ပေးမယ့် game ကတော့ပတ်စံရတဲ့ game ပေါ့နော်ပတ်စံအ game ဆိုရင်ပတ်စံဝင်တာပေါ့နော်အ game လေးတင်ပေးတော့မှာဗျာဒီ game ပြီးလို့ရှိရင်ဒီ game ဆော့တက်သွားလို့ရှိရင်ခုတော့ကြည့်လိုက်ပါဗျာဒါကြတော့အပြင်ထွက်တာဗျဘရိုဒီခန်းလေးကိုတော့ဘရိုကလည်းဒီခန်းလေးကိုဆော့တက်သွားမယ်လို့ထင်ပါတယ်နောက်ထပ်လည်းအပိုင်းအနေနဲ့လာအောင်မလို့ကျွန်တော် channel ကို subscribe နဲ့တော့